WAN when နဲ့ WAILEY ကိုမာသုံးပြီးစကားအဓိပ္ပာယ်ကိုလည်းလုံးဝပြောင်းလဲသွားနိုင်တယ်ဆိုတာသိပါသလားဥပမာ when I ate နဲ့ while I was eating ဆိုတာလုံးဝမတူဘူးเนาะဒီနေ့ဒီနှစ်ခုကိုဘယ်တော့မှမမှားအောင်လက်တွေ့ဘဝမှာဘယ်လိုသုံးချရမလဲဆိုတာအစဉ်စဉ်တင်ပေးသွားမှာပါနောက်ဆုံးမှာစာမေးပွဲထဲကမေးခွန်းတွေပါဖြေတတ်သွားမယ်ကဲစလိုက်ကြရအောင်ကဲ when ကိုအရင်လေ့လာကြည့်ကြရအောင် when ဆိုတာအချိန်မှလို့မြန်မာလိုမှတ်ထားလိုက်ပါ when ကိုဖြစ်ရတစ်ခုရဲ့အချိန်ကိုအာရုံစိုက်တဲ့အခါမှာအသုံးပြုရပါတယ်ဥပမာစာကြောင်းလေးတွေကိုလိုက်ကြည့်ကြရအောင် when he arrived at the bus stop the bus had just left သူဘတ်စ်ကားအမတ်တိုင်ကိုရောက်ခဲ့တဲ့အချိန်မှာပဲဘတ်စ်ကားကထွက်ခါစားပဲရှိပါသေးတယ်ဒီနေရာမှာကျွန်တော်တို့အယုံစိုက်ရမှာကဖြစ်ရတစ်ခုရဲ့အချိန်ပါအဲ့ဒီဖြစ်ရကတော့ဘတ်စ်ကားထွက်သွားတဲ့အချိန်ပဲဖြစ်ပါတယ် when she called me I was in a meeting သူမကျွန်တော်ကိုဖုန်းခေါ်ခဲ့တဲ့အချိန်ကကျွန်တော်အစီအဝေးထဲမှာ I always drink coffee when I read the news ကျွန်တော်သတင်းစာဖတ်တဲ့အခါတိုင်းမှာကျွန်တော်ကော်ဖီတောက်တယ်ဒီနေရာမှာမှတ်သားလွယ်တဲ့နီလန်းကိုကျွန်တော်ပြောပြပေးရှင်ပါတယ် WAN ရဲ့နောက်မှာ symbol 10နဲ့ past tense သုံးလေးရှိပါတယ်ဥပမာ when it rained နောက်တစ်ခု when I saw him ဆိုတာမျိုးတွေပါနောက်ဆုံးမှတ်သားထားရမှာက when ကိုဖြစ်ရတစ်ခုအတွက်အသုံးပြုရပြီး symbol 10 past tense တွေနဲ့တွဲသုံးလေးရှိပါတယ်နောက်ထပ် WAILEY ကိုလေ့လာကြည့်ကြရအောင် while ကိုမြန်မာလိုနေတော့မှာဆိုပြီးဘာသာပြန်ပါတယ်ကြာချီနေတဲ့လှုပ်ဆောင်ချက်တစ်ခုတစ်ပြိုင်နက်ဖြစ်နေတာကိုပြတဲ့အခါမှာ while ကိုသုံးပါတယ်ဥပမာ while he was waiting for the next bus he listened to music သူနောက်ထပ်ကားတစ်စီးကိုစောင့်နေတုန်းမှာပဲသူတခြင်းနားထောင်ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့အာယုံစိုက်ရမှာကနှစ်ခုတစ်ပြိုင်နက်ဖြစ်နေတဲ့အခြေအနေဘယ်လိုနှစ်ခုလဲဆိုတော့စောင့်နေတာနဲ့နားထောင်နေတာအဲ့ဒီလိုနှစ်ခုတစ်ပြိုင်နက်ဖြစ်နေတဲ့အချိန်မှာ while ကိုသုံးရပါမယ် While I was cooking my brother was setting the table ကျွန်တော်ချက်ပြုတ်နေတုန်းမှာကျွန်တော်ညီလေးကစပွဲပြင်နေခဲ့တယ် He got a message while he was driving သူကားမောင်းနေတုန်းမှာ message တစ်စောင်ရောက်လာတယ် Please don't interrupt while I'm speaking ငါစကားပြောနေတုန်းမှာကျေးဇူးပြု၍ဖြတ်မပြောပါနဲ့ while အသုံးပြုပုံတွေကိုမှတ်မိလွယ်ကူအောင်ဒီလိုမှတ်သားထားပါ while နောက်မှာ ing ပါတဲ့ကိရိယာ continuous form သုံးလေးရှိပါတယ် while I was studying while it was raining ဆိုတာမျိုးတွေပါပြီးခဲ့တဲ့ဟာတွေကိုပြန်ပြီးခြုံကြည့်ကြရအောင် WAN when မြန်မာလိုအချိန်မှလို့ဘာသာပြန်အသုံးပြုတဲ့အချိန်ဖြစ်ရတစ်ခုရဲ့အချိန်ကိုအာရုံစိုက်တဲ့အချိန်ပုံစံ when ကိုရိုးရိုး10မှာသုံးလေးရှိပါတယ် WAILEY ကိုမြန်မာလိုနေတော့မှလို့ဘာသာပြန်အသုံးပြုတဲ့အချိန်ဖြစ်ရနှစ်ခုသုံးခုစသည်နှစ်ခုအထက်ဖြစ်ရတစ်ပြိုင်နက်ဖြစ်တဲ့အချိန်ပုံစံ while ကို ing form နဲ့သုံးလေးရှိပါတယ်ပြောခဲ့တဲ့ဟာတွေကိုနားလည်ပြီးဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းအတူတူလုပ်ကြည့်ကြရအောင် I opened the window I saw a cat ဒီနေရာမှာ when ကိုသုံးရမလားဒါမှမဟုတ် while ကိုသုံးရမလားဘယ်ဟာကအမှန်လဲအဖြေကတော့ when I opened the window I saw a cat ပဲဖြစ်ပါတယ်ကျွန်တော်ပြတင်းပေါက်ဖွေးတဲ့အချိန်မှာကျွန်တော်ကြောင်တစ်ကောင်ကိုမြင်လိုက်တယ်တွေ့လိုက်တယ် She met her friend She
what shopping when ကိုသုံးရမလား while ကိုသုံးရမလားအဖြေကတော့ while ပဲဖြစ်ပါတယ် She met her friend while she was shopping သူမဆေးဝယ်ထွက်နေတော့သူမတငယ်ချင်းနဲ့တွေ့ခဲ့တယ် You were sleeping I cleaned the house ဒီနေရာမှာ when ကိုသုံးရမလား while ကိုသုံးရမလားဖြေမှန်ကတော့ while ပဲဖြစ်ပါတယ် While you were sleeping I cleaned the house မင်းအိမ်နေတော့ငါအိမ်ကိုတန့်ရှင်းရေးလုပ်ခဲ့တယ်ဒီတခါတော့စာမေးပွဲတွေကမိကုံးပုံစံနဲ့လေ့ကျင့်ကြရအောင်အောက်ကဝါကြတွေကိုသုံးပြီး when သို့မဟုတ် while ကိုသုံးပြီးစာကြောင်းပြန်ရေးကြည့်ပါ He was reading a book သူစာဖတ်နေခဲ့တယ် at the same time အဲ့ဒီအချိန်မှာပဲ He was listening to music သူသီချင်းနားထောင်နေခဲ့တယ်ဒီစာကြောင်း၃ကြောင်းတွေကို when သို့မဟုတ် while ကိုသုံးပြီးရေးကြည့်ပါအဖြေကတော့ while he was reading a book he was listening to music ဖြစ်ပါတယ်သူစာအုပ်ဖတ်နေတော့သူသီချင်းနားထောင်နေခဲ့တယ်ဒီတော့ဒီနေ့သင်ခန်းစာလေးပြန်ချုပ်ရရင် when အချိန်အခါကိုပြော when ကိုရိုးရိုး verb နဲ့တွဲသုံးလေးရှိပါတယ် while ကိုနေတုန်းကာလအတွင်းကိုပြော while ကို verb ing နဲ့တွဲသုံးလေးရှိပါတယ်အခုပြောပြတဲ့ဒီစည်းမျဉ်းလေးကိုမှတ်ထားရင်ဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူးကဲဒီသင်ခန်းစာမှာအကျိုးရှိမယ်ထင်ရင် like နဲ့ခဲ့ပေးကြပါဦး comment အောက်မှာကိုယ်ပိုင် sentence လေးတွေရေးပေးခဲ့ကြပါနောက်ဗီဒီယိုမှာပြန်လည်ပြီးဆုံကြမယ် See you in the next video